အလုပ်တွေကိုအရင်မကြိုးစားနဲ့နော်အဲ့တော့အရင်ထဲမှာမကြိုးစားကြတာနဲ့အတော်ဖြစ်သွားတယ်လူတိုင်းအားလုံးကအလုပ်လုပ်ဖို့ကြိုးစားနေကြတယ်ဒါပေမဲ့စတို့စနစ်ကိုမသိဘူးဒါကြောင့်ဒီနေ့အလုပ်မှာရေးကြည့်တာစနစ်အရင်ရေးကြည့်တယ်ဒါကြောင့်ကဘာမှာတော့စကလုံးတစ်လုံးပဲ don't what hard what smart အလုပ်လုပ်ဖို့ကြိုးစားတာထက်စနစ်ကိုဦးစားပေးဦးစွာလေ့လာနောက်တစ်ယောက်ကဘာမှာအောင်မြင်တဲ့လူတွေရဲ့နေ့စဉ်သုံးတဲ့ system ဆိုတာရှိတယ်ဆိုလိုချင်တာဒါကိုစတို့ဘာလို့ခေါ်လဲဆိုရင် PDCA လို့ခေါ်တယ်။ဟောနံပါတ်1ကဘာလဲဆိုရင် P တဲ့ plan လောက်အောင်ဟုတ်ပြီနော်မိမိလုပ်ငန်းတစ်ခုမှာအစီအစဉ်နဲ့အလုပ်လုပ်တဲ့မနက်ဖြန်ဘာလုပ်မယ်ဟေ့အစီအစဉ်လေးရေးဆွဲထားဒီနေ့တည်းကနောက်တစ်လဘာလုပ်မယ်ဟေ့အစီအစဉ်လေးကြိုရေးဆွဲထားဒီတစ်နှစ်တော့ဘာလုပ်မယ်ဟေ့အောင်မြင်တဲ့ကုမ္ပဏီကြီးတွေမှာရှိတယ်ဆိုတဲ့သဘောတရားအရေးကြီးတာ plan ပဲနံပါတ်1 plan ပြီးပြီဆို plan နဲ့ do တဲ့အဲ့ဒီ plan အတိုင်းကိုတဲ့ do လက်တွေ့ကြလုပ်အောင် plan ဒီမိမိရဲ့အစီအစဉ်ရေးဆွဲခြင်း plan အတိုင်းအလုပ်လုပ်တာကို do လို့ခေါ်တယ် okay plan အတိုင်းဒီနေ့မှာတော့9ချက်ပြီးရမယ်ဟေ့ဟုတ်ပြီနော်9ရက်အတွင်းမှာတော့အလုပ်ပေါင်း9မျိုးပြီးရမယ်ဟောသူက plan တိုင်းလုပ်တဲ့အခါမှာတကယ်အစီအစဉ်တိုင်းဖြစ်လာဆိုလို့ကျင်တာအဲ့လို do လုပ်တဲ့အခါမှာလည်း plan do နောက်3အရေးကြီးတာက shut တဲ့ပြန်စစ်ရမယ်နော်ဘာကြောင့်လဲ low shut တွေနေရာတိုင်းမှာရှိတယ်အဲ့ဒီအတွက်ဟော management လုပ်တဲ့သူကဘဝမှာအမြဲတမ်းပြန်စစ်ရဒါကြောင့်ရေးကြည့်တာ plan do shut ပြန်စစ်ပြီးသွားတဲ့အရာကိုမှat တဲ့ပြင်ဆင်သင့်ပြင်ဆင်ဆောင်ရတော့မိမိဘဝကိုပြန်စစ်ကြည့်နော်ဆိုလိုချင်တာ this is your life နော်ဒါ theory မဟုတ်ဆိုလိုချင်တာကိုဘဝကိုတန်ဖိုးထားတယ်ဆိုရင်ပြန်စစ်ကြည့်နော်ပြန်စစ်ကြည့်တော့မှဘယ်ဘိုင်းတော့ဟာဟုတ်တယ်ငါအားနေနေတယ်ဘယ်ဘိုင်းတော့အားတောင်လောက်ရတော့မယ်ဆိုရင်ပြန်စစ်လို့တွေ့ပြီဆိုရင်at တဲ့အချိန်မီပြင်ဆင်ဆောင်ရစတို့ရဲ့ကိန်းကနန်းလို့ခေါ်တဲ့အသက်ကိန်းကနန်း plus တိုးလာတဲ့အမြစတို့ရဲ့နေထိုင်ရန်နေတွေဒီ minus ဖြစ်သွားပြီအဲ့တော့အရေးကြီးတာ plus တွေတိုးလာတာဒီပျော်ရွှင်ဖို့မဟုတ်ဘူးအဲ့တော့မိမိမှာ minus ဖြစ်လာတာကိုသတိထားရမယ်ဒါကြောင့်ဒီနေ့ရေးကြည့်တာကကိုဘဝရဲ့အချိန်တွေတိုင်းမှာတမိုးရှိအောင်လုပ်ပါဒါကြောင့်ဒီနေ့ရေးကြည့်တာတော့ဘဝရဲ့ management system ရအလုပ်ကိုနေ့စနစ်တကျလုပ်ရှင်နေဆိုရင်တော့ plan do shut ဆိုတဲ့ဒီစနစ်လေးကိုနေ့တိုင်းလုပ်ပါ